ခမဲတော်နဲ့နောင်တော်ကိုတတ်မိလို့တမယန်ကြီးဖျားကိုတဲပြီးအပြစ်ချပြီးမဲ့မကြည့်ပဲဝစ်ကျွေးပြန်ဆက်ခဲ့ရတဲ့နရသူမင်းဆိုတာကတော့မြမပြည်ရဲ့ပကံရာဆိုရင်မှာရက်ဆက်မှုအပေါင်းနဲ့ယုံညံ့မှုအပေါင်းကိုတရပူစောင်းခဲ့တဲ့ရှင်ဘရင်တစ်ပါးအဖြစ်နာမည်ကြီးခဲ့တဲ့သူဖြစ်ပါတယ်။သူဟာကိုယ့်ရဲ့ဖခမဲတော်ရင်းကိုရရဆက်ဆက်တပ်ဖြတ်ခဲ့သူဖြစ်တယ်လို့နောင်တော်ရင်းကိုလည်းတပ်ပစ်ခဲ့ပြီးထီးနှန်းကိုလူယူခဲ့ပါတယ်။သူရဲ့ပြစ်တီကိုကြေစီဖို့အတွက်ဖျားထင်ကြောင်းဆောင်စတဲ့ကောင်းမှုတွေကိုပြုလုပ်ခဲ့ပြီးမြဲအာကုသို့ကံကြွေးကြောင့်တိုင်းတစ်ပါးသားတွေရဲ့ရရဆက်ဆက်တပ်ဖြတ်မှုကိုခံရပြီးနှိပ်ရွာဆန်ခဲ့ရပါတယ်။ဆိုတော့သူ့ရဲ့အကြောင်းကိုပြည့်ပြည့်စုံစုံသိရဖို့အတွက်ဗီဒီယိုကိုအဆုံးထိအတူကြည့်လိုက်ကြရအောင်ပါ။နရသူမင်းဟာအလောင်းစီသူမင်းကြီးရဲ့သားတော်ငယ်တစ်ပါးဖြစ်ပြီးတော့ငငယ်ကလေးကကောက်ကျစ်ဆင်းလဲသူတူဖြစ်ပါတယ်။နရသူဟာအသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့အလောင်းစီသူမင်းကြီးကိုရွှေကူကြီးဖျားတဲ့ကိုခေါ်သွင်းပြီးတော့ခေါင်းနဲ့ဖိတက်ခဲ့တယ်လို့သိရပါတယ်။နောက်ပြီးတော့ပကံပြည်ကြီးရဲ့တာသနာဂိုင်းချုပ်ကြီးဖြစ်တဲ့အရှင်ပန်တကူမထေကိုလည်းလိမ့်လဲလေးပြပြီးသူ့ရဲ့အကောက်ကွင်းနဲ့နောင်တော်ကြီးမင်းရှင်စောကိုပါလှုပ်ကြံခဲ့ပါတယ်။မင်းရှင်စောဟာနောက်နေ့မနက်မှာဗိတ်တိန်သုံးပြီးဒီနန်းဆက်ခံရမှာဖြစ်တာကြောင့်အဲ့ဒီနေ့မတိုင်ခင်ညမှာပဲညစာစားပွဲလေးကိုစိတ်ခတ်ပြီးလှုပ်ကြံတက်ပြတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ဒီလိုနဲ့ပဲနရသူဟာကောက်ကျစ်တဲ့နည်းနဲ့ပကံပြင်းရဲ့ရှင်ဘရင်တစ်ပါးဖြစ်လာပါတယ်။သူဘရင်ဖြစ်တဲ့အခါမှာပန်တကူမထေကြီးကမင်းစုံမင်းကြီးရဲ့တိုင်းပြည်မှာမနေချင်တာကြောင့်တီဟိုကိုပြီးထွက်သွားခဲ့ပါတယ်။ပကံတိုင်းသူပြည်သားတွေကနရသူမင်းရဲ့ရုံမှာကောက်ကျစ်မှုကိုသိတာကြောင့်သူဟာတိုင်းပြည်လုံးရဲ့ချန်ပတ်ဖြစ်ခဲ့ပါတယ်။နရသူမင်းဆိုရင်ကလေးကစခွေးကဆုံးမုန်းတီးကြပါတယ်။ဒီလိုမျိုးတိုင်းသူပြည်သားတွေကစသူ့ကိုစေတနာမရှိမှန်းသိတော့နရသူမင်းလည်းပိုရွှဲတိုက်ပြီးတော့တိုင်းပြည်ကိုရက်ဆက်ကြမ်းကြုတ်စွာနဲ့အုပ်ချုပ်ခဲ့ပြန်ပါတယ်။နောက်ပိုင်းမှာတော့သူလုပ်ခဲ့တဲ့အာကုသိုလ်ကံတွေကိုငရဲမှာပေးဆက်ရမှာကိုအတော်လေးစိုးရိမ်လာတဲ့အတွက်လေဖျားတီចောင်းဆောင်ဖို့အတွက်အကြံထုတ်ပါတော့တယ်။သူဟာဒီကောင်းမှုတွေကိုလုံလိုက်ရုံနဲ့သူ့ရဲ့အဖြစ်တွေကိုကြေသွားနိုင်ပြီလို့ထင်နေပုံပါပဲ။ဒီလိုနဲ့ပကံပြင်းရဲ့တူတဲ့ကြီးမားဆုံးလို့ထင်ရှားတဲ့ဓမယန်ကြီးဖျားကိုတီးဖို့စတင်ခဲ့ပါတယ်။နရသူဟာဒီဖျားကြီးကိုတီးတဲ့အခါမှာရှင်းလုံးကဘယင်းနေတန်းပြီးသူကဘိုင်းမှာပို့တာပြီးကောင်းကျင်တဲ့စိတ်ရှိနေပါတယ်။ဒါကြောင့်အုပ်စီအုံနှင်းကောက်မှုအထူးလေးပေးပြီးကြက်ကြက်မမှန်ဆောင်ရွက်ခဲ့တယ်။အုပ်စီပုံတွေအမိုးခုံးမှာတဲကြောက်တွေညှက်စီထားတာမျိုးတွေနိုင်ရန်တစ်ခုတွဲဆက်နေဖို့တောင်းကျုပ်ပေါင်းခုထည့်ထားတာမျိုးတွေကိုတွေ့နိုင်ပါတယ်။ဒါကြောင့်ပဲတမယန်ကြီးဖျားဟာငလင်တန်ကိုအချိန်ချင်းခံရပြီးမြပျက်စီးမှုကြီးကြီးမားမားရေလို့မဖြစ်ခဲ့တာပါ။အုတ်ချက်တစ်ချက်နဲ့တစ်ချက်ကြားမှာလည်းအထိုးလို့မရအောင်ဆေလွန်ပါတယ်။ဖျားတဲတော့ကနရသူမင်းဟာသူကိုယ်တိုင်ကြီးကြပ်စစ်ဆေးခဲ့တာဖြစ်ပြီးအလုတ်ပေါ်ရတဲ့ပယံသမားတွေကိုလည်းတပ်ပစ်တာမျိုးတွေထိလုပ်ခဲ့ပါတယ်။ဒီလိုမျိုးတွေကြက်မှတ်ခဲ့တာကြောင့်လေဖျားကြီးကတဲလို့မပြီးနိုင်ဖြစ်ခဲ့ရတာပါ။ဖျားတဲနေစဉ်တွင်းမှာသူတက်ခဲ့တဲ့သူကအထိအကျမသိနိုင်အောင်ကိုများပြလွန်ပါတယ်။တမယန်ကြီးဖျားနဲ့ပတ်သက်ပြီးထူးခြားချက်ကပါလဲဆိုတော့ဖျားလေပတ်လန်းမှာစင်းချက်ပတ်လန်းနှစ်ထပ်ရှိနေပေမယ့်အတွင်းပတ်လန်းရဲ့ဝင်ပေါက်ကိုအုံနဲ့သေးပိတ်ဆို့ထားခဲ့ပါတယ်။အပြင်ပတ်လန်းတွေကိုတောင်ဝင်သွားလို့ရပေမယ့်အတွင်းပတ်လန်းတွေကိုဝင်ကြည့်လို့မရပါဘူး။ဒီအတွင်းပတ်လန်းကြီးတွေမှာလူသိမခံနိုင်တဲ့နရသူမင်းရဲ့လျှို့ဝှက်ချက်တွေအများကြီးရှိနေလိမ့်မယ်လို့သူတေသီတွေကဆိုပါတယ်။ဒီလိုမျိုးပြိုင်ဆိုင်မမီတဲ့စီရီကြီးကိုတီးခဲ့ပြီးမြဲလေသူ့ရဲ့အာကုသိုလ်ကကျိုးပေးရမယ့်အချိန်ကိုဆိုက်ရောက်လာခဲ့ပါတယ်။နရသူမင်းဟာဝေတာလီပြည်ကဆက်တာတဲ့ကလာမင်းသမီးကိုတတ်ခဲ့တာကြောင့်ဝေတာလီပြည်ရှင်ကမကျေနပ်ပဲသူ့ကိုလှုပ်ကြံမှုလူလွတ်လိုက်ပါတယ်။ဒီလိုနဲ့ကလာဟူရာဆီယာရှင်းရောက်နန်းတွင်ကိုရောက်လာခဲ့ကြပြီးမင်းကြီးကိုဗိတ်သိက်မြောက်ပေးမယ်လို့ဆိုပါတယ်။နရသူမင်းကလည်းယုံပြီးနန်းတွင်ကိုဝင်ခွင့်ပေးလိုက်ချိန်မှာတော့ကလာဆရာတွေဟာတန်လျက်နဲ့သူ့ကိုမသိမချင်းဝိုင်းထိုးခဲ့တာကြောင့်နှက်ရွာဆန်ခဲ့ရပါတော့တယ်။ဒါကြောင့်ပဲနရသူမင်းကနေကလကြမင်းဆိုတဲ့ဘွဲကိုပါရရှိခဲ့ရပါတယ်။အဆုံးထိကြည်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။